ကင်မရာတစ်လုံးကခေါင်းလောက်ကြီးရှိပြောရမယ်ဆိုရင်ဒီဖုန်းလားကင်မရာလားဒါမှမဟုတ်ကင်မရာကိုပဲစင်ကတ်ထည့်ထားရလားသိမသေးကွယ်ကျင်းနေတာကတော့ဒီသင်ရဲ့ portrait ကင်းဖြစ်လာအောင်ပါဗီဒီယိုကလည်း very fast in မြန်မာလို့ပြောလို့ရတယ်ဒါမြန်မာနိုင်ငံမှာပထမဦးဆုံး Vivo ရဲ့ H300 Ultra ကို unboxing လုပ်ပြီးတော့ detail လုပ်ပြီးတာဒီကဗီဒီယိုမှာတော့ကင်မရာတစ်လုံးကိုခေါင်းလောက်ကြီးဖြစ်နေရဲ့လက်ရှိကင်မရာဘိုင်းမှာလုံးဝထော့ထိုင်ရဆိုတော့ဒါ Vivo ရဲ့နောက်ဆုံးထွက်လို့ပြောလို့ရတယ် Vivo H300 Ultra လေးကိုဒါ unboxing လုပ်မယ်ပြီးတော့ first impression လုပ်ပေးမယ်ကျွန်တော်နဲ့အတူတူ H300 Ultra လေးကဘယ်လောက်ထိမိုက်လဲ H900 Ultra နဲ့ရှင်ဘယ်လိုနေရာမှာကွာခြားသွားလဲဒီကြောင်းလေးကို first impression unboxing detail လို့လေကြည့်ကြမယ်ဆိုတော့ကျွန်တော်တို့ H300 Ultra ရဲ့unboxing လေး Okay ဖုန်းဘူးကတော့လက်ထဲကိုရောက်နေပြီဆိုတော့ဒါကတော့ H900 Ultra ဆိုတော့ H300 Ultra ကိုလည်းရှင်းခုံနေပြီကဲအရင်ဆုံးဖောက်လိုက်မယ်နော်ဘူးကတော့ဒါအားလုံးတွေ့ရတိုင်းပဲဒီမှာပုံမှန်တိုင်း black နဲ့လာမယ် Vivo ဒီမှာ H300 Ultra ဆိုတာပါမယ်နော်ဒီဘက်လည်းမှာပြီးရင်ဒီမှာ H300 Ultra ဆိုနေမယ် size တင်တော့ရှင်းခုံနေရပကီးချင်းကတော့နည်းနည်းလေးပြောင်းသွားပြီနည်းနည်းလေးပြောင်းသွားပြီအရင်လိုစက်ကူဘက်ကိုတစ်ဖက်တည်းမဟုတ်တော့ဘူးဒီလိုဖြစ်သွားတယ်ကင်မရာဘက်မှာအရင်ဆန်းလိုက်မယ်နော်အိုးဟိုးထုံးစံမဲ့ကင်မရာဘိုင်းကအကြီးပဲမကြည့်သေးဘူးနော်အရင်ဒါလေးအရင်ကြည့်မယ်ဘာပါလဲအိုးအရောင်ကအစိမ်းရောင်ဒီနှစ်ရက်အလှဆုံးရောင်လို့ပြောကာဘာကိုရှိုးကာဘာကိုတစ်ချက်ကြည့်လိုက်နော်ဒါကာဘာကတော့ H900 Ultra နဲ့ဆိုရင်Okay နော် H900 Ultra နဲ့ဆွတ်လို့ရတယ်ကာဘာဘာမှအများကြီးတိတ်ပြီးတော့ကွာခြားသွားမရှိဘူးအပေါက်တွေတူတယ်ခလုတ်အကုန်တူတယ်ပေါ်အပေါက်တူတယ်ကင်မရာဘန်အကုန်တူတယ်ဒါဆိုရင်တေးကြတယ်ဖုန်းမှာတိတ်ပြီးတော့မကွာခြားတော့ကွာတော့ကာဘာပါမယ်ပြီးထုံးစံကျွန်တော်တို့ဒါက Vivo ရဲ့100 watt fast charging လုံးပါမယ်တော်တော်လေးကိုနော်ဒါပုံမှန်တိုင်းမဲ့ထားရတော်လေးမိုက်တယ်ဆိုတာထက်ဒီဖုန်းကိုပဲကြည့်ရမှာအဓိကဒါတွေကတော့ကျွန်တော်ပုံမှန်မြင်ကြတဲ့အတိုင်းအကုန်ပါတယ်ဒါတစ်ချက်ကြည့်ရမယ်ကဲကျွန်တော်တို့ packaging တော့ဖွင့်ပြီးပါပြီဆိုတော့ဒီကစလိုက်ကြော်ဖြစ်တဲ့ဖုန်းဟုတ်တယ်တူတုံးကာလာတလားကင်မရာဘိုင်းရတကယ်ကျွတ်စင်အိုးဟိုဟိုနည်းနည်းတော့ပူကြီးလာအဲ့လိုထင်ရတယ်ကင်မရာဘိုင်းရကျွတ်စင်ကဲကျွန်တော်တို့တွေဖောက်ပြီးတဲ့အခါမှာတကယ်နော်တူးတုံးကာလာနဲ့လာတယ်ကင်မရာဘန်းကတော့ထုံးစံတိုင်းပဲအကြီးဖြစ်နေတော့မယ်ဒါအားလုံးတွေ့ရတိုင်းပဲကျွန်တော်နော်ကင်မရာဘန်းကြီးကတော့ခေါင်းနဲ့မှအဲ့လိုပိတ်တီးလိုက်လို့ရတဲ့အနေအထားဖြစ်နေကင်မရာဘန်းကနေကင်ပြီးတော့ဖုန်းတွေထွေပြစ်လိုက်ဒါကတော့ကျွန်တော်တို့ H900 Ultra ရယ်နော်ဒီကောင် H900 Ultra ဒီကောင်ကတော့ H300 Ultra ဒီမှာကွာသွားတာဘာလဲဆိုလို့ရှိရင်လက်ထဲမှာစပြီးတော့ကင်လိုက်ခဏကကွာသွားတာ hand feeling ကွာသွားတယ်ဘာကွာသွားလဲဆို hand feeling မှာဒါ first impression မှာအရင်သိတာကွာခြားသွားတာဘာကြောင့်လဲဆိုတော့ H900 Ultra မှာကသူလုပ်ပေးထားတာဒီမှာကြည့်လိုက်ဒီဘေးပေါင်တွေက curve လုပ်ပေးထားလုံးဘေးသေးလေးလုံးပေးထားတယ်တွေ့လားမသိပါသေးလေးလုံးပေးထားတယ်ဘေးပေါင်လေးတွေနော်သေးလေးလုံးပေးထားတယ်ဒီနန်းလေးနော်ပြတ်မှာဒီဘက်လေးသေးလေးလုံးပေးထားတယ်ဒါပေမဲ့ဒီ H300 Ultra မှာအဲ့လိုမျိုးမဟုတ်တော့ပြီးတော့ဖုန်းကနည်းနည်းလေးပို့ပြီးတော့ထူသွားတယ်နည်းနည်းလေးပို့ပြီးထူသွားတာတော့ဒါတွေ့ရတယ်ပေါ့နော်ထူသွားရယ်ဆိုတာထက်ဟုတ်တယ်နည်းနည်းလေးပို့ပြီးထူသွားဘာကြောင့်ထူသွားလဲဆိုတာအကြောင်းမှချက်ရှိတယ်ပုံမှန်ဒီဖုန်းမှာကျွန်တော်ကဒီမှန်တွေကဒါ curve display လုပ်ပေးထားတာ H900 Ultra မှာကျတော့သူရဲ့ဒီ display က curve display ဟုတ်ဒါကျွန်တော်ဒါဘေးပေါင်ပတ်လဲအမှန်အခုံး 3D curve ပုံစံပဲ quad cut ပေါ့ဗျာ quad cut display ကိုသုံးပေးထားတာဒါပေမဲ့ဒီ H300 Pro မှာတော့ sorry ကလိုက်မယ်အဲ့နေရာလေးကိုဒါပေမဲ့ဒီ H300 Ultra မှာတော့ display က curve မဟုတ်တော့ဘူး flat ဖြစ်သွားပြီဒီတစ်ခုကွာခြားသွားတယ်အဲ့တော့လက်ထဲမှာကန်ရတဲ့အခါမှာ hand grip ကနည်းနည်းပို့ပြီးတော့ထူတဲ့အောင်ခံစားရတယ်ပြီးတော့4000ဆန်ဘောက်စီပုံစံမျိုးပဲဆိုတဲ့ feeling ကိုပို့ရတယ်ထုံးစံတိုင်းမဲ့နောက်မှာကန်တဲ့အခါမှာတော့ camera ဘန်းကတော့လက်ကိုထိနေတော့မယ်ဒါပေမဲ့ပို့ထဲတာကတော့ H300 Ultra ကတော့နည်းနည်းလေးပို့ပြီးတော့ size ကြီးလာလို့ခံစားရတယ်တေးလေးပေါ့နော်မတိမတာလေးပြက်လေးတွေနည်းနည်းပို့ကြီးလာမျိုးခံစားရတယ်display quality ရောဒါအားလုံးတွေ့ရတဲ့အတိုင်းပဲနော်နောက်လေး flat နဲ့
quad cup နဲ့ကွာခြားချက်ပေါ့ဆိုတော့ဒီကောင်လေးကိုဆက်ပြီးတော့ကျွန်တော်တို့ကြော်ခွ Vivo ရဲ့ camera phone တွေကတော့ဒါလုံးဝကျွတ်စိန်ဒါကတော့ကျွန်တော်တို့စီကို photography kit လည်းမလာသေးလို့ပေါ့နော် kit လာလို့ရှင်တယ် photography kit နဲ့တွဲရိုက်လို့ရရင်လေစမ်းပေးမယ်လောဆရာတော့ဒါ phone only ပဲရောက်သေးရဆိုတော့ဒီ phone သီးသန့်ဆန်းတာပေါ့ဒီဇိုင်းမှာတော့အားလုံးတွေ့ရတဲ့အတိုင်းပဲ glass လုံးဝဒါမှ premium ဆန်းတဲ့ glass ဆိုတာမျိုးဘေးပေါင်နော်လုံးဝ aluminum လုံးဝ share ပြတကယ်ကိုဒီမှာ beast ဒါမှတကယ် camera beast ဆိုတဲ့ကောင်လုံးဝportrait တွေကလုံးဝကျွတ်စိန်ဖြစ်နေဦးမှာနော်စာပြီးစိတ်ဝင်စားတာတော့ camera ပဲဟာ brand new toolbox ဆိုရယ်နော် brand new toolbox ဆိုပြီးတော့ပါတာ brand new toolbox find all feature in one tap နော်အကုန် focal lens တခြားလုပ်ပေးထားတယ် zoom button style ပြောင်းထားတယ်new street photography experience ဆိုပြီးလုပ်ပေးထားတယ် okay authentic style ဟောတဲ့ချက်ပဲဒီမှာနှိပ်ပြီးအကုန်သုံးလို့ရအောင်နော်ကင်မရာတော့ထုံးတယ်ကျွန်တော်ဒီဖုန်းကိုဆိုင်ရင်ကြည့်ဒါကတော့14 mm ultra wide နဲ့ဆိုင်ရင်ကြည့်ပါဦးနော်ဘယ်လောက်ထိ share ခွက်လာဆိုတာနော် Vivo က Vivo ပါပဲနော်ကျွန်တော်တို့တွားပြီးတော့ရှုပ်လို့မရတဲ့အထဲမှာပါတယ်ဗောနော် Vivo က Vivo ပဲအိုးနော်ဒီဒေးတွေဘာညာတွေကနော်လုံးဝကျွတ်စင်ဒါ ultra wide ပဲရှိသေးတယ် main camera ဆိုင်ရင်ကြည့်မယ် camera test ကတော့ကျွန်တော်တို့နောက်မှ full review လို့ပါဦးကြမှာကျွန်တော်တို့ထည့်ပေးမယ်ဒါ main camera ကိုဆိုင်ရင်ကြည့်မယ်35 mm နော်အဓိကဒါပဲဆန်ဒီဒီတွေရောကောင်းကြီးနော်ဒီမှာဒီတွေကစပါးဘောက်ကိုရှိုးမြင်ရတယ်တွေ့လားနော်ဒီဒီတွေကတကယ်ကောင်းတာဒီမှာကျုံကာလာတုံးကျ dynamic range ကိုရှိုးဒါကျွန်တော်တို့ဒါ studio room မှာဆိုတော့အလင်းမှောင်ကောင်းရတဲ့နေရာမှာဆိုတော့ဒါဘာမှသိပြီးပြောစရာမလိုဒါပေမဲ့ပွားရရှုပ်မှာနေကထွက်လာတဲ့ပုံတွေကတကယ်ကိုကျွတ်စိန်portrait ပုံတော့ဆိုင် portrait မှာလည်းကျွန်တော်တို့ဒါ natural portrait radiant portrait okay radiant တောင်းမယ်နာမည်တောင်းမယ် okay portrait ကိုဟိုးရှိရလူကိုကျွန်တော်ဆိုင်ရိုက်လိုက်ဟိုးရှိရလူကိုကျွန်တော်ဒီကောင် portrait ဘယ်လိုမှိုက်လဲဆိုတာကျွန်တော်ဆိုင်ရိုက်ကြည့်ဒါကျွန်တော်ဟိုးအရှိရလူကိုဒါဆွဲပြီးကြိုက်ထားတာပုတ်ကြီးတွေကကျွတ်စိန်ကြီးဗျာတော်ကြီးကိုမိုက်တာတော်မိုက်တာအလင်းမှိန်သွားပြန်နော်နော်ပုံထွက်တွေကချင်းစပင်းမျိုးရှုချောင်းကြီးမြင်နေရဒါလိုးလိုက်နော်ဒီစတူဒီယိုရုံးဟိုဘက်ထဲမှာဆိုရင်သူကလုံးဝမင်းနေမှောင်မင်းနေအဲ့ဒါကို flat me ပွင့်ပြီးတော့ချိန်တာတော်ကြီးကိုလှတာနောက်ဆုံးတော့ကျွန်တော်တို့ရဲ့ဒီ studio ထဲမှာ pass ဖြစ်သွားတဲ့ကောင်ထပ်တွေ့ပြီပေါ့နော်ပုံမှန်ဒီကောင်တွေကကျွန်တော်တို့တွေတိတ်ဖြစ်တဲ့ထဲမှာပါတယ်လုံးဝ share ဗျနော် auto mode နဲ့ landscape ဟို auto mode နဲ့ pro mode ဆိုပြီးတော့ဒီမှာသူပါမယ် feature လေးပါတယ် auto သွားမလား pro သွားမလားနော်အဲ့ဒါမျိုးလေးပါမယ် street photography okay use now ဟုတ်တယ်ဗျာကျွန်တော်နော်လုံးဝ street photography ကိုကျွန်တော်ဘယ်လိုမျိုးအများကြီးပဲနော် daylight 200တဲ့ဒါတွေကတော့ကျွန်တော်တို့တိတ်မသိလို့ဘာလေးရောမသိဘူးအရောင်တုံးလေးရောမှိုက်ပါဒါ feature လေးနဲ့တူတယ်တော်တော့များတယ်ဗျဒီမှာ JPEG နဲ့ရိုက်မလား RAW နဲ့ရိုက်မလားအကုန်လုံးပေါ့နော်ဒီမှာအကုန်စမ်းလို့ရတယ်အကုန်လုပ်လို့ရတယ်ကင်မရာဘိုင်းကတော့ပြောမဆုံးမောင်တော့3000ထုံးစံတိုင်းပဲအများကြီးပါအောင်ပါအဲ့တော့ကျွန်တော်တို့ကင်မရာကတော့သီးသန့်ပြောမယ်နေထားမှာဖြစ်နေဆိုတော့ဒီမှာ super macro မှာဆိုတော့ bokeh ထည့်မလား bokeh မထည့်ဘူးလားနှစ်ခုရွှေ့လို့ရတယ်ဒါနီးနာကိုကျွန်တော်တို့ဆိုင်းရိုက်ကြည့်မယ်နော် super macro နဲ့ဆိုင်းရိုက်ကြည့်မယ် bokeh လေးထည့်ရောနော်ဟုတ်တယ်နော်ကျွတ်စီနော်လုံးဝတကယ်ကျွန်တော် H900 Ultra နဲ့ခုနလူပုံကိုကျွန်တော်ရှင်းပြ135 mm နဲ့ပေါ့နော်135 mm နဲ့ portrait ကြိုက်တယ် okay ဒါက Vivo ရဲ့ H300 Ultra နဲ့135 mm ကို f2.0 နဲ့အဆိုင်ပဲ
တော်တော်ကြီးကိုကွာသွားတာနော်တော်ကွာသွားတာပုံသွက်တွေကကျွတ်စင်ဘာမှမဆိုင်တော့ဒါက H နေရ Ultra နော်ဒီကောင်က H နေရ Ultra ဒီကောင်က H3 က Ultra ဒီမှာကြည့်လိုက်ဒီလားဒါမှနီးကအရန်သိတာသွားကွာသွားတာ portrait တွေမှာတော်တော်သိတာသွားလူပုံနော်ကျွန်တော်ဘိုကီးထွက်တဲ့နေရာတွေနော်သပင်တစ်ချောင်းချင်းစီဖြစ်နေရမျိုးတွေအရန်ကိုမှသိတာသွားတယ်တော်ကျွတ်စင်နော်ဒါကင်မရာသမားတွေကတော့တကယ်ရွေးဝယ်တဲ့ဖုန်းဖြစ်နေပြီနော်ဗီဒီယိုမှာဆိုလဲထုံနည်း၎င်းပဲကျွန်တော် H300 Ultra ကပို့ပြီး detail ကြတယ်နော်စမ်းရပြမယ်ဆုံးဆွဲရမယ်ကောင် H200 Ultra သမားဆိုရင်လဲတောင်လဲတဲ့နေပို့ပြီးစမှုဖြစ်တယ်230ဒီနေအရန်ကွာသွားတာနော်ဒါ H300 Ultra ကျွန်တော်တို့ဒါ H200 Ultra ရဲ့ video result ကို show ကြည့်လိုက်လူပုံအနေထားကျွန်တော်ဆုံးဆွဲတဲ့အချိန်မှာဖြစ်သွားတဲ့ဒါ lens switch ပြင်မှာလည်းအရင်ချစ်တိုင်ခဏမရှိဘူးတော်တော်လေးကိုစမှုတယ်အရန်မိုက်တာနော်တော်တော်ကြီးကိုမိုက်တာဒါကျွန်တော်ရောကျွန်တော်ထုံးတဲ့နိုင်မယ် teleconverter တို့ ultra HD document pro photo အားအကုန်လုံးကဒါ H200 Ultra နဲ့အကုန်တူပဲသိပြီးတော့မကွာဘူးဆိုတော့ကင်မရာပေါင်းကတော့နော်တကယ်လုံးဝရှယ်ဒီကင်မရာစင်ဆာတွေအသေးစိတ်ကိုတော့ကျွန်တော်တို့နောက်မှပဲတက်ပြပေးမယ်သုံးကတော့ဒါ Sony စင်ဆာတွေကိုပဲသုံးပေးထားတာကင်မရာဘိုင်းကတော့လုံးဝကျွတ်စင်လုံးဝရှယ်ဒါကတော့ unboxing detail ပါညာဆိုတော့ detail လွတ်ပါညာဆိုတော့ကျွန်တော်တို့ကင်မရာ spot တော့မပြောတော့ပြီးတော့ဒီကောင်းရဲ့ကင်ရတဲ့အနှစ်လေးနော်လုံးဝဖုန်းအသေးစိတ်လေးကိုကြည့်ဖုန်းအသေးစိတ်လေးကိုကြည့်ဒါမျိုးကဒါကျွန်တော်တို့စီမှာပဲဒါလုပ်ပေးတာဒီလိုဖုန်းကြီးရှယ်ကြီးပြောရရင်ဒီကောင်က first in မြန်မာတောင်ဖြစ်သွားနိုင်တယ်နော်လုံးဝ first in မြန်မာ unboxing လုံးဝ share ကန်ရလေတကယ် share ရတော်တော်မိုက်တယ်နောက်ဆက်တဲ့တော့ကြည့်မယ်ဘာဖုန်းနဲ့မှာနော် Vivo H300 Ultra ထုံးစံတိုင်းပဲ Vivo ဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ imaging chip တွေပါမယ်နော်ဒါ Snapdragon 8 Elite Gen 5ကိုပဲသုံးထားပြီးတယ်နော်ပြီးတော့ဒီမှာ Vivo ရဲ့ Blue Image Chip VS1 Plus ဒီကောင်တွေကဒါလုံးဝသူတို့ရဲ့ဒီပုံတွေကို optimize ဖြစ်တဲ့အခါမှာ portrait တို့ဘာလို့ဆိုလို့ရှိရင်တော့အလင်းတွေ dynamic တွေဒါတွေအကုန်လုံးတခြားညှိပြီးတဲ့ဟာမျိုးတော်တော်လေးကိုကျန်းတဲ့ကောင်လေဘက်ထရီကတော့6600ပါမယ် Snapdragon 8 Elite Gen 5တော့ display ဘက်မှာဘာတွေကွာခြားပါမလဲ display လည်းထုံးစံဘာမှတိတ်ပြီးကွာခြားပါမှမရှိဘူး120 Hz နဲ့ပဲ Ultra HD ရမယ်ကျွန်တော်ရော Vivo H9 Ultra နဲ့အများကြီးထွေထူးကွာခြားသွားမှမရှိဘူးတကယ်ကွာခြားသွားတော့ကျွန်တော်ကင်မရာဘိုင်းကတော့တိတိတာကြီးဒါတိုးတက်လာတယ်တော်တော်လေးလဲတိတာတယ်ဒါကြည့်ရတဲ့ပုံတွက်တွေကဘယ်လောက်ထိကောင်းလားမကောင်းလားဆိုတာဒါအရန်တိတာပါနော်တကယ်ကိုမှအားရစရာကောင်းတယ်ထုံးစံမှာပဲ Vivo ဆိုတော့လေဒါကင်မရာဖုန်းဖြစ်တဲ့အတွက်ဒါကင်မရာတစ်ပေါက်ကတော့ရှန်တောက်ပဲเนาะဒီနှစ်လဲဒီကောင်က portrait နေရာမှာကင်းဖြစ်နေဦးမှာပဲเนาะဒီဇိုင်းတွေကနေလေးကို show ဒါ Vivo ဝယ်မဲ့သူတွေအတွက်ကလုံးဝလက်မလွတ်တဲ့ကောင်เนาะ Vivo လေးကို logo လေးထိုးပေးထားတယ်เนาะဒီပေါင်းလေး Isan ဒါ green color ဆေးပါးလဲတော်တော်လေးလှတယ်ပြောကြတယ်ဆေးပါးရော green ရောနှစ်ရောင်လုံးရှိတယ်ပစ္စည်းကနည်းနည်းလေးပါတော့ share ကျန်တဲ့အပိုင်းတွေတော့ကျွန်တော်တို့နောက်မှ full review လုပ်ပေးပြီးတော့ပြပေးမယ်လောလောဆယ်ကကြတော့ဒီဖုန်းနှလုံးမှာเนาะ H9 Ultra နဲ့ H300 Ultra မှာဒီ Ultra နှစ်ကောင်ကဘာတွေကွာခြားတယ်ဒီဇိုင်းဘယ်လိုမျိုးကွာသွားလဲကင်မရာမှာဘယ်လို upgrade ဖြစ်လာလဲဘယ်လိုမျိုးတွေရှိလဲဆိုတာကိုပြပေးရဆိုလို့ထူးထူးခြားနော် logo ပါ style ပြောင်းတာခုမှကြည့်မိဒီလိုမျိုးပုံစံကနေပြီးတော့ဒီမျိုးလေးဖြစ်သွားတာ logo ပါပြောင်းသွားတာကျွန်တော်ကတော့သိပြီးတော့သိတာတော့လောက်ဆိုရင်တော့ H9 Ultra ရဲ့ camera နဲ့ H3 Ultra ရဲ့ camera ကိုဒါသိသွားလောက်လို့ထင်တယ်ဆိုတော့လဲမဲ့သူတွေကတော့ထုံးစံတိုင်းမှာပဲကျွန်တော်တို့ဒါ Vivo ကလုံနေတဲ့ပုံစံပဲလဲမဲ့ဆိုလဲဒါလဲတဲ့အနေအထားဖြစ်နေတယ်
တကယ်ကိုကြိုက်ရှင်စရာကောင်းတယ်ပေါ့နော်တကယ်လို့မလိုဘူးဆိုရင်တော့ကို portrait လောက်ပဲရိုက်တယ်ရိုးရိုး point and shoot လောက်ရိုက်တယ်ဆိုရင်တော့ပြဿနာမရှိဘူးနော်ဒါကကျွန်တော်ဒါဆိုရင်တော့လဲပြဖို့များတယ်တော်တော်မိုက်တဲ့အနေအထားမှာဖြစ်နေတဲ့အတွက်ဆိုတော့ zoom range တွေတခြား camera test တွေ camera အကြောင်းတွေကတော့တက်ဗီဒီယိုလေးတွေနဲ့လုပ်ပေးမယ်ဆိုတော့လက်ရှိကတော့ဒါဒီဖုန်းရဲ့ detail look unboxing design အနေအထားဘာညာလေးကိုပြပေးတာဆိုတော့ဒါတော့ဆိုရင်တော့ H300 Ultra နဲ့ H300 Ultra ကွာခြားချက် H300 Ultra ရဲ့ first impression H300 Ultra ရဲ့ camera ပုံစံလိုးလိုက်မှာဘယ်လိုဒီအဆင်ပြေလဲဆိုတာလေးကိုဒါနာမည် user တယောက်အနေနဲ့ပေါ့နော်ဒါသိပါလောက်ပြီးတော့ထင်တယ်ဆိုတော့ unboxing ဒီလေးလို့ကြောက်တော့ဒီလောက်ပဲပေါ့ဆိုတော့ဒီဗီဒီယိုကကြတော့ဒါကျွန်တော်တို့ကနည်းနည်းပေါ့နော် normal user တယောက်အနေနဲ့ unboxing လုပ်ပြီးတော့ဟိုကိုဘယ်လိုမျိုးခံစားရလဲဆိုတဲ့ feeling မျိုးဒါအားလုံးခံစားအောင်လုပ်ပေးတာဆိုတော့တာမန်မျိုးလုံးနဲ့ကြည့်ပြီးတော့ဆုံးဖြတ်မယ်ဆိုရင်တော့ Vivo ရဲ့ H300 Ultra က H200 Ultra နဲ့ရှင်းမယ်ဆိုရင် design ဒီကနေနည်းနည်းချိန်သွားတယ် camera ဘိုင်းတွေပို့ပြီးတော့ကောင်းလာတယ် display ပို့ပြီးတော့ကြည့်လို့ကောင်းလာတယ်ဒါကလည်း H200 Ultra ကနည်းနည်းကြာသွားလို့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်တကယ်ကြည့်မယ်ဆိုရင်တိတ်တော့မကွာလောက်အောင်ပြီးတော့ battery life နည်းနည်းလေးပို့ပြီးတော့ကောင်းလာတယ်ဆိုတော့အသေးစိတ်ဘာညာကတော့ကျွန်တော်တို့နောက်မှပဲ full review မှာလုပ်ပေးမယ်လက်ရှိအနေထားအရ Vivo ရဲ့ H300 Ultra နဲ့ H200 Ultra မှာတော့ဒါအရှိမပြခဲ့တဲ့အတိုင်းပဲကွာခြားချက်တွေကတော့မရှိဘူးမဟုတ်ဘူးရှိတယ်ကင်မရာဘိုင်းကတော့အရင်နှစ်နဲ့မတူဘဲနဲ့ဒီနှစ်ကကြီးကြီးမားမားပို့ပြီးတော့ကွာခြားသွားတယ်လို့ခံစားရတယ်feeling ပေါ့နော်ကျွန်တော်ရဲ့ personal feeling ကအဲ့လိုမျိုးခံစားရတယ်ဟိုထွက်တဲ့ပုံလေးကြည့်ရတဲ့ပုံလေးကအစားတော်တော်ကြီးကိုသိတာတယ်ကျွန်တော်အနေနဲ့ကတော့ H300 Ultra ကြီးကတော့အရန်သဘောကျပြီကန်ရတဲ့ဘောက်စီဆန်ဆန်ဒီဇိုင်းဖြစ်သွားတဲ့ feeling လေးလက်ထဲမှာ solid ဖြစ်နေတဲ့ခံစားချက်ရိုက်သမျှပုံတိုင်းမိုက်တယ်ဆိုတဲ့ feeling မျိုးရတဲ့ဖုန်းလုံးဝ share ပဲဆိုတော့ကိုလိုလိုဆိုရင်ရော H300 Ultra ကိုဘယ်လိုမျိုးမြင်လဲအခု unboxing လုပ်ခဲ့တဲ့အချိန်မှာကြည့်လိုက်ရတဲ့အချိန်မှာဘယ်လို feeling မျိုးခံစားလဲဒီဖုန်းကကိုနဲ့အဆင်ပြေမယ်ငါဒီဖုန်းလဲပစ်တော့မယ်ဘယ်လို feeling မျိုးရလဲဆိုတာကိုအောက်က comment ထဲမှာပွင့်လင်းစွာဆွေးနွေးခဲ့ပါဦးဆိုတော့ကျွန်တော်တို့နောက်မှတိကျပါဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ admin Joy ပါ Yangon Mobile Store.